ရွှေရဒီနေ့ခေါင်းရိုင်သွားမလို့ပြင်ဆင်ထားတာပါရွှေတို့ကျောင်းကစီစဉ်ပေးတာပေါ့နော် AND မြန်မာ family ကနေခရီးစစ်အခမဲ့နဲ့လိုက်ပို့ပေးတာဖြစ်ပါတယ်မနက်၈နာရီအရောက် AND clock tower မှာချိန်ထားတာအားလုံးရောက်နေကြပြီအခုဂျိုင်းမှာဟိုဗာလေဝက်တာဘာညာရှိရင်ဒီချက်တွေကိုပြောပြပါနော်ရွှေတို့ AND ကျောင်းပထုံတနေရာနေခေါင်းရိုင်ကိုသွားမှာဆိုတော့2နာရီလောက်တော့မောင်းရတယ်လို့ပြောတယ်မြန်မာတွေကြည့်ပဲအခုက trip သွားတာမလို့35ရက်လောက်ပါတယ်ကားကတောင် Ace ကို3စီးနဲ့သွားမှာပေါ့နော်ခေါင်းရိုင်ကိုမရောက်ဘူးသိရင်ရွှေတို့နဲ့တူတူလိုက်ကြည့်လိုက်နော်8နာရီခွဲလောက်ကနေစပြီးတော့မောင်းလာတာအခုပထမ location ပေါ့နော် Wat Maniwan ဆိုတဲ့ဖရားကိုရောက်ပါပြီအဲ့ဒီဖရားကတော့ဒီခေါင်းရိုင်နဲ့ဒီပထုံတနီနဲ့လာတဲ့ကြားထဲမှာပေါ့နော်ခေါင်းရိုင်ကိုမရောက်ခင်လေးပေါ့နော်တနာရီခွဲလောက်မောင်းရတယ်ဖရားကိုရောက်ပါပြီဒီဖရားကတော့ခေါင်းရိုင်မှာဆူတောင်းပြေနဂါးဖရားလို့နာမည်ကြီးပါတယ်အပြင်ပိုင်းကတိဆောက်ထားပုံကတော့မြန်မာပြည်မှာဖရားတွေမြင်နေကြဆိုတော့ပုံမှန်လောက်ပါပဲဒါပေမဲ့အတွင်းထဲမှာတိဆောက်ထားတာတော့အရန်မိုက်တယ်ပေါ့နော်။လိုင်ကူကြီးလို့ပုံစံလုပ်ထားပြီးတော့အတွင်းထဲမှာလမ်းတွေလည်းအများကြီးရှိတယ်။ငကားတွေလည်းအများကြီးပဲအတူတူလိုက်ကြည့်ရအောင်။ငကားတိုက်ကလာတဲ့သူတွေရှိလားမသိဘူးရွှေတငယ်ချင်းကတော့ဒီထဲကိုရောက်ရင်ကြောက်တယ်တဲ့ငကားတွေကမွေတွေနဲ့တူတယ်တဲ့နေ့လည်စာစားချိန်လည်းနီးနေပြီဆိုတော့ဒီဖျားမှာပဲစားတောက်ဆိုင်နေရှိတာနဲ့တူတူနေ့လည်စာကိုဒီမှာပဲစားလိုက်ကြပါမယ်စားတော့ဆိုင်နေလည်းရွေးချယ်စရာရှိပါတယ်ဈေးလည်းတန်တဲ့ထဲမှာပါတယ်ပြီးတော့လက်ဆောင်ပစ္စည်းတွေအသီးနှံတွေဟင်းသီးဟင်းရွက်တွေဝယ်ခြင်းလည်းအဆင်ပြေပါတယ်ငကားဖျားကနေရွှေတို့ဝင်းတာပိုင်းနေရှိတဲ့နေရာကိုသွားမှာပါအဲ့နေရာကအရန်လာတယ်စပိန်စီးလို့လည်းကောင်းတယ်လို့ကြားထားတယ်ပေါ့နော်ပထမဆုံးရောက်တဲ့နေရာမှာဓာတ်ပုံတွေအတင်းရိုက်ပြီးတော့အချိန်ဆွဲတာနဲ့တနားရီလောက်မှထွက်ဖြစ်တယ်ပေါ့နော်ဖះကနေဒီဝင်းတာပိုင်းရှိတဲ့နေရာက2နာရီလောက်တောင်မောင်းရတယ်ဝေးတယ်ပေါ့နော်အခုတနာရီကနေထွက်တာဆိုတော့3နာရီကြာမှဒီဝင်းတာပိုင်းရှိတဲ့စီကိုရောက်ပါတယ်ဝင်းတာပိုင်းကိုမရောက်ခင်လာတဲ့လမ်းကိုကလမ်းတွေကအရန်လှတယ်သူကတောင်ပေါ်မှာစောက်ထားပေါ့နော်တောင်ပေါ်မှာမြစ်ရှိတယ်အဲ့တောင်ပေါ်ကနေမြစ်ကစီးလာတာပေါ့အဲ့တောင်ပေါ်မှာမြစ်ကိုတားပြီးတော့သူကဒမ်လိုမျိုးစောက်ထားတယ် power plant ထုတ်တယ်ပေါ့နော်အဲ့ဒီကနေရေအားလျက်စစ်လက်ထုတ်သလိုဒီ wind turbine တွေကနေလေအားလျက်စစ်လက်ထုတ်တယ် view ရောသူ့ရဲ့တိစောက်ထားတဲ့ structure ရောကတော်တော်လေးလှတယ်ဒီနားမှာလာပြီးအပန်းဖြေဖို့လည်းစီစဉ်ပေးထားတာလေးတွေတော်တော်အဆင်ပြေပါတယ်လေးတဖြူဖြူနဲ့ဂျာတီဥလေးကလည်းကောင်းတယ်ဒီမှာဆွိန်းစီးရတာပေါ့နော်ကိုရီးယားကားတွေထဲမှာဆိုရင်ဒီလိုမျိုးဝင်းတာပိုင်းနေနဲ့စပိန်လေးတွေစီးတာမြင်မှုနေကြပါတော့ကိုဆက်ဆောင်မင်းသမီးလို့ခံစားရတယ်ဒီမှာစပိန်စီးရတာဇကားနဲ့ပြင်လက်တွေ့ပွားနေရလဲကြွားချပါတယ်ဇကားထဲမှာကျတော့မင်းသားနဲ့ကပ်ပဲစီးကြတာပေါ့နော်ဘာမှမဖြစ်ပါဘူးအတူတူစီးမဲ့တငယ်ချင်းတွေပါပါတယ်စိတ်ကူးလေးပါပဲဒီထွက်တာဆိုတော့လေအချိန်ကစီစဉ်ရတာနည်းနည်းကျက်တယ်ပထမ plan ကတော့3နေရာသွားမယ်ပေါ့နော်ဒါပေမဲ့အခုဝင်းတာပိုင်းမှာတင်ညနေ4နာရီခွဲသွားတယ်နောက်ထပ် location ကတနေရာပဲအချိန်ကလောက်တော့တာမလို့ဟော့ကိုင်ဒိုပန်းချံကိုထပ်သွားမှာဖြစ်ပါတယ်
ခုရောက်နေတဲ့နေရာလေးကတော့ Hokkaido Flower Park လို့ခေါ်ပါတယ်ဒီနေရာလေးကိုလေအရန်မျှော်လင့်ထားတာသူ့ရဲ့ဝင်ကြီးကတော့တယောက်ကို150ပါဒါပေမဲ့သူကလူများတယ်ဆိုရင်ညှိလို့ရတယ်ပေါ့နော်အခုရွှေတော့လူ30လောက်လာတာဆိုတော့တယောက်ကို100ပဲကျတယ်အများကြီးတတ်သွားတယ်ပေါ့နော်ရွှေတို့ရောက်သွားတာ9နာရီကျော်လောက်ပေါ့နော်ဒီက6နာရီ6ခွဲလောက်ဆိုရင်ပိတ်ပြီလို့ပြောတယ်ဒီကကော်ဖီဆိုင်နေစားသောက်ဆိုင်တွေကလည်း9ခွဲနောက်ဆုံးမှာတာပေါ့နော်မှာရတာ kitchen ဆိုပြီးပိတ်ပါတယ်နေဝင်ကန်တိရောက်သွားဆိုတော့တပုံရိုက်ရတာအချိန်နဲ့လူရတယ်ပေါ့စောလေးလာပြီးတော့ ACC လေးရှာရင်ရိုက်စရာနေရာတွေအများကြီးရှိပါတယ်ဒီမှာလေဓာတ်ပုံနေတဲ့ဆိုရင်အဲ့လိုပန်းခင်းတစ်ခင်းနှစ်ခင်းလောက်ပေါ့နော်အဲ့လောက်ပဲရှိမယ်ထင်တာဒါပေမဲ့ပန်းခင်းတွေကအများကြီးရှိတယ်ပြီးတော့ပန်းတွေကလေအတုလိုတောင်ထင်ရတယ်တော်တော်လေးကိုလမ်းပြီးတော့ပွင့်လေးတွေကလည်းကြီးတယ်တော်တော်ညီညီညာညာလေးနဲ့တော်တော်လှတယ်ရွှေကတော့အနံ့နည်းနည်း sensitive ဖြစ်တဲ့သူမလို့အဲ့ခရမ်းရောင်ပန်းဘာပန်းလို့ခေါ်လဲမသိဘူးအဲ့ပန်းအနံ့တော့မခံနိုင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခေါင်းရိုင်ကိုသွားမယ်ဆိုရင်မနက်ခင်းစောနိုင်သမျှအစောဆုံးထွက်တာအဆင်ပြေတယ်ပေါ့နော်ဖြစ်နိုင်ရင်ညအိပ်ပြီး2ရက်လောက်နေရင်နေရာလဲစုံမယ် AC လဲဖြစ်မယ်ပေါ့နော်တရက်ထဲသွားမဲ့သူတွေဆိုရင်စောစောသွားပြီးတော့မြင်မြန်တုတ်တုတ်လေးတပုံရိုက်ပြီးတော့လေဖို့အကြံပေးပါတယ်ကျေးဇူးတင်ပါတယ်